ကာယုနဲ့ပတ်သက်တာဝေဒနာခံစားနေရရင်ပေါ့နော်အချိန်မဆွဲသင့်ဘူးပေါ့နော်မဆိုင်မတွပဲနဲ့ဒီဆက်ရစေရုံပဲဖြစ်ဖြစ်ဒေါက်တာဇွန်နဲ့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆက်သွယ်ပြီးတော့လုပ်စီခြင်းတယ်မင်္ဂလာပါနေမင်္ဂလာပါသမီးဟုတ်ကဲ့အနီပထမအဆုံးအနေနဲ့လေသိချင်တာအနီဒီခါရိုးစစ်ကြော်နာကိုပေါ့နော်ဘယ်လိုလက္ခဏာတွေစပြီးတော့သိရှိခဲ့တာပါလဲရှင်အန်ဒီယာဒီပမိုးတွေရောင်းနေဒီမျက်စိတွေရောင်းနေဘယ်ဘက်ခြေထောက်ကကျင်တယ်ဟုတ်ကဲ့လမ်းလျှောက်ရင်လူချင်းနဲ့ကြကြမလျှောက်ချင်ဘူးအဲ့ဒီကနေစပြီးတော့သိခဲ့ပြီးတော့အန်ဒီယာအဲ့ဆရာဝန်နဲ့ပြတာတဲ့ခါကျတော့ MI ရိုက်လိုက်တယ်ရိုက်လိုက်တော့ခါရိုးစစ်ကြော်နာကိုသိသွားတော့ဟုတ်ကဲ့သိသွားတဲ့ခါကျတော့အဲ့ရစပြီးသိခဲ့တာဒီနိုင်ငံရဲ့ခြားမှာဆေးကူပေါ့နော်ဘယ်လိုမျိုးများစတင်ပြီးတော့လှုပ်ဆောင်ခဲ့တာပါလဲရှင်အနိသမီးကြီးမာပေါ့သူ့ရဲ့တငယ်ချင်းဒေါက်တာဇွန်နဲ့ကုတာပေါ့အောင်မြင်နေဆိုပြီး online မှာတင်တာတယ်တင်လာတဲ့အခါကျတော့အန်ဒီသမီးကြီးကနေပြီးအန်ဒီသမီးငယ်နဲ့တာကိုဒေါက်တာဇွန်နဲ့တာဆက်တဲ့ကိုသမီးကြည့်ဖို့ဆိုပြီးတော့ပြောတယ်ပြောတဲ့အခါကျတော့သူတို့နှစ်ယောက်ကသွားပြီးဆက်သွယ်ပြီးတော့ဒီကြည့်တော့အဲ့ဒီဒေါက်တာဇွန်ရောက်တော့လေအားလုံးအစားအစာအရာဒေါက်တာဇွန်အစားဆရာမတွေအားလုံးကပြောဆိုတာဆက်ဆံတာအားလုံးအဆင်ပြေတယ်ပြောပြတာအကုန်လုံးအဆင်ပြေတဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ဒါနဲ့ဆိုနေစပြီးဆက်သွယ်ခဲ့တာဟုတ်ကဲ့ပါရှင်ဟုတ်အန်ဒီဆက်သွယ်ပြီးရဲ့အခါမှာဒီဆေးရုံကြီးအများကြီးရှင်းပြမှာပေါ့နော်အန်ဒီကိုအဲ့ဒီမှာဝိထာနီဆေးရုံကိုလေဘာကြောင့်ရေးချက်ဖြစ်တာပါလဲဝိထာနီဆေးရုံဒေါက်တာဇွန်ဖဲကလေဆေးရုံကြီးအများကြီးချပြတယ်ပေါ့နော်ပြန်ဆေးရုံမှာပြန်ဆေးရုံမှာလှုပ်ဆိုတော့အဆင်ပြေတဲ့အခါကျအေးသမီးတွေကလည်း online မှာရှာကြည့်တဲ့အခါကျတော့အဲ့ဒီဝိထာနီဆေးရုံဟာပေါ့နော်အယုတ်ပြင်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါနဲ့အဲ့ဒီဆေးရုံနဲ့ဆက်တွေ့ခဲ့တာဟုတ်ကဲ့ပါဟုတ်ပို့ပြီးစိတ်ချတာပေါ့နော်ဟုတ်ကဲ့ပါနေအဲ့တော့အန်တီဆေးရုံမှာခွဲစိတ်ကုသခဲ့တဲ့အတွေ့အကြုံလေးလည်းဝေမျှပေးပါအောင်ရှင်ဘယ်နှစ်ရက်လောက်ဆေးရုံတက်ရလဲနောက်အဆင်ပြေခဲ့လားပေါ့နော်အဲ့ဒီဆေးရုံမှာဆေးရုံကိုလည်းနိုင်ငံရခြားမှာဆေးတကူရမှာဆိုတော့စိုးတော့ရင်တာပေါ့နော်အဲ့ဒါနဲ့နေပြီးတော့ဆေးရုံသွားတဲ့ခါကျတော့အေးဆေးရုံမှာခွဲစိတ်တဲ့ခါကျတော့အဝါတဲ့အတွက်ကြောင့်သူတို့ကအိတ်ခွဲပြီးတာနဲ့ ICU ခန်းထဲမှာတရက်ထားပေးတာဟုတ်ကဲ့ပါထားပေးတာလေအဲ့လိုခွဲစိတ်ခဲ့တယ်ပေါ့တရက်ထားပေးလိုက်3ရက်နေရတယ်3ရက်ကလေးတွေကစိတ်ပူလို့ဆိုပြီးတော့တရက်ထပ်တူပြီးတော့4ရက်နေခဲ့တယ်အစသရအကုန်စင်ပြေတယ်ဒီဘက်ကဒေါက်တာဇွန်ပဲကလည်းအဲ့လိုမျိုးအကုန်လုံးတေးချဂရုသားတို့နဲ့ဂရုဖွဲ့ထားတယ်ပေါ့ဖွဲ့တာသူတို့လိုအပ်တာတွေမေးတယ်လေဖြေချပေးတယ်ကိုပဲဝိတ္တနီဆေးရုံဟာဆရာဆရာမတွေရောခွဲစိတ်နဲ့ဆရာရကိုဒီတိတ်ကလည်းအကုန်လုံးအဆင်ပြေတယ်ပေါ့နော်လုပ်ပြီးတဲ့ဟုတ်ကဲ့ပါနေဝမ်းသာပါတယ်ဟုတ်ကဲ့အဆင်ပြေတယ်ဆိုဝမ်းသာပါတယ်အေးဝိဒနီစေယုံကအကုန်လုံးနဲ့အဆင်ပြေတယ်ဟုတ်ကဲ့လေ့ကျင့်ခန်းတွေပါတယ်လေအစားအရာလုပ်ပေးတယ်ဟုတ်ကဲ့ပါယောဂခံစားနေရတာနဲ့သူတို့ချက်ချင်းလာပြီးတော့ပေါ့နော်အကုန်လုံးဘာလုပ်ရမယ်ဆရာဝန်တွေကဆရာဝန်တွေသူနဲ့သက်ဆိုင်တဲ့ဆရာဝန်တွေအကုန်လုံးလာပြီးတော့လုပ်ပေးတယ်ဟုတ်ကဲ့ပါဒီဘက်ကရန်ကုန်ကနေပြီးတော့လေဂရုဖွဲ့တာလည်းဒေါက်တာဇနုအဖွဲ့ကလည်းအကုန်လုံးအကြံပေးတဲ့အတွက်ကြောင့်အစအရာအဆင်ပြေခဲ့တာအဆင်ပြေခဲ့ပါတယ်ဟုတ်ကဲ့အန်ဒီဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့အန်ဒီအနေနဲ့ feedback ပေးချင်တာအကြံပေးချင်တာရှိလေပြောပြပါအောင်နော်ဟုတ်ကဲ့အန်ဒီလိုကာယုနဲ့ပတ်သက်တာဝေဒနာခံစားနေရရင်ပေါ့နော်အချိန်မဆွဲသင့်ဘူးပေါ့နော်မဆိုင်မတွပဲနဲ့ဒီဆက်ရစေရုံပဲဖြစ်ဖြစ်ဒေါက်တာဇွန်နဲ့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆက်သွယ်ပြီးတော့လုပ်စီခြင်းတယ်ဒေါက်တာဇွန်ရဲ့ကလေးတွေကအားလုံးဆရာမတွေအားလုံးကလည်းအကုန်လုံးဘာလို့လှုပ်တင်လဲဆိုတာလည်းအကုန်လုံးစဉ်းစားပေးတယ်ပေါ့နော်အကုန်အဆင်ပြေတယ်အဲ့ဒီအတွေ့အကြုံပေါ့လေဒီခါယူနဲ့ပတ်သက်တာခံစားနေရရင်လှုပ်တင်တယ်ပေါ့အများဆုံးဒေါက်တာဇွန်တို့နဲ့ပူးပေါင်းပြီးတော့လှုပ်တင်တယ်လို့အကြံပေးခြင်းတယ်ဒေါက်တာဇွန်ဖွဲ့ကိုလည်းကျေးဇူးတင်တယ်ဒီဝိတ္တနီစေယုံကအကုန်လုံးကလည်းဆရာဆရာမတွေရောခွဲစိတ်နဲ့ဆရာကေတီတွေကအစားအကုန်လုံးလုပ်ပေးတယ်ပေါ့အဆင်ပြေအောင်ပေါ့အဲ့ဒါကြောင့်ကျေးဇူးတင်တယ်ဟုတ်ကဲ့ပါနေဟုတ်အခုလို feedback ပေးရလဲကျေးဇူးအများကြီးတင်ပါတယ်အန်ဒီဟုတ်ကဲ့ပါဆရာမတွေအားလုံးတော်တော်ဆုံးဖေးဆရာဆရာမတွေအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ပြောပြလိုက်ပါမယ်အန်ဒီဟုတ်ကဲ့ပါဟုတ်အန်ဒီဒီနေ့လိုအချိန်ပေးပြီးတော့လေးသေးစိတ်လေးလာမျှဝေပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကြားမှုအဆင်ပြေခဲ့တဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ရှင်ကျေးဇူးတင်ပါတယ်အားလုံးဟုတ်ကဲ့ပါရှင်ဟုတ်